Hi အားလုံးပဲမင်္ဂလာပါသူစားဘလော်လေးနဲ့ကျေးဇူးလိုက်ပါတယ်ဒီနေ့ကတော့သူစားတို့နားစင်းမှာရှိတဲ့အဖွားတယောက်ကိုဒီစင်ကူနိုင်ငံမှာရှိတဲ့ဆေးရုံတစ်ခုမှာဆေးကန်းလိုက်ပြပြီးမှဖြစ်ပါတယ်ရှင်သူစားနဲ့အတူတူလိုက်ခဲ့ပြပါအောင်နော်ခုကတော့ကားနဲ့စပြီးတော့ထွက်ပါပြီဒါတော့အဖွားကိုကားပေါ်နေပြီးတော့ချနေရဖြစ်ပါတယ်Sinkan General Hospital ကိုရောက်ပါပြီရှင်ဆေးရုံကြီးအရန်ကိုမှတာယာပြီးတော့တိတ်ဆိတ်အေးချမ်းနေပါတယ်သူစားတို့ appointment သွားတဲ့အခါမှာဘာတွေပြင်ဆင်ဖို့လိုအပ်တယ်လဲဘယ်လိုမျိုးကြီးလှုပ်ဆောင်ရလဲဆိုတာကိုနောက်ထပ်ဗီဒီယိုလေးမှာတင်ဆက်ပေးသွားပါမယ်ရှင် Hi ဆိုလို့ရှိရင်သူစားနားဆင်းဖို့ပြန်ရောက်ပြီဖြစ်ပါတယ်သူစားရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးရတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးတော့